ဒီနေ့တော့ would modal verb အကြောင်းလေ့လာကြည့်ရအောင် would က modal verb ဖြစ်တဲ့အတွက်ကြောင့်သူအသုံးဆွဲမယ်ဆိုရင် would plus verb 1သုံးဆွဲရမှာဖြစ်ပါတယ်အဲ့တော့ would ကကြတော့သူကိုယ်တိုင်ကရဲ့ would plus verb 1သုံးဆွဲနိုင်တယ်လို့ will future tense ရဲ့ verb 2အနေနဲ့သုံးဆွဲလို့ရတာဖြစ်ပါတယ်အဲ့တော့ would ကိုဘယ်နေရာတွေမှာသုံးဆွဲရတယ်ကြည့်ရအောင်ပထမဦးဆုံးတစ်ခုကတော့ polite request ပါအဲ့ဒါက court နဲ့သဘောတရားတူပါတယ်အဲ့တော့ polite request ဖြစ်တဲ့အတွက်ကြောင့်ယဉ်ကျေးတဲ့တောင်းဆိုမှုဖြစ်ပါတယ်ကိုကသူများရှိရတယ်ကိုလိုချင်တဲ့အရာကိုတောင်းဆိုတဲ့အခါမှာ would နဲ့သုံးဆွဲရမှာဖြစ်ပါတယ်အဲ့တော့ example sentence ကြည့်ရအောင် would you help me please ကျွန်တော်ကိုကူညီပါလားခင်ဗျာ would you close the door တကားကိုပိတ်ပြီးလို့ရမလားခင်ဗျာ would you tell me the truth အမှန်တရားပြပြပါလားခင်ဗျာအဲ့တော့နံပါတ်2တခုကကျတော့ polite offer ဖြစ်ပါတယ်တခြားတစ်ယောက်ကိုပေးခြင်းနဲ့လုပ်ပေးခြင်းနဲ့ကိစ္စတစ်ခုကိုကန့်လန့်ပြောဆိုတဲ့အခါမှာယဉ်ကျေးစွာပြောဆိုပါတယ်polite offer ဖြစ်မယ်ဆိုလို့ရှိရင်တော့ would you like နဲ့သုံးဆွဲရတာဖြစ်ပါတယ် example sentence တွေကြည့်ရအောင် would you like coffee သုံးဆောင်မလား would you like some apples ပန်းတီစားမလား would you like to play football ဘောလုံးကစားခြင်းတလားwould you like နောက်မှာ2ပါတယ်ဆိုရင်တော့အနောက်က verb ကပ်ပြီးတော့မှနောက်က noun ကိုလိုက်ရမှာဖြစ်ပါတယ် would you like to come with me ငါနဲ့တူလိုက်မလားနောက်3ခုမြောက်သုံးဆွဲတဲ့ပုံစံကကျတော့ preference သူကဘာလဲပိုနှစ်သက်တဲ့အရာကိုပြောဆိုတဲ့အခါမှာသုံးဆွဲပါတယ်အဲ့ဒီမှာ would rather ကိုသုံးဆွဲတာများပါတယ်example ကြည့်ရအောင် I would rather stay at home ငါအိမ်မှာနေရတာပိုကြိုက်တယ် he would rather walk than take a bus အဲ့တော့ bus ကစီးရတာထက်လမ်းလျှောက်ရတာကိုသူကပို့ပြီးတော့လုပ်လို့ရှိပါတယ် we would rather watch a movie တို့တွေကရုပ်ရှင်ကြည့်ရတာကိုပိုနှစ်သက်ပါတယ်နောက်နံပါတ်4ခုမြောက်သုံးဆွဲပုံကတော့ imaginary စိတ်ကူးစိတ်တန်းကိုသုံးဆွဲပါတယ်အဲ့တော့ could မှာလည်းပါပါတယ်နော်example sentence တွေကြည့်ရအောင် if I were a doctor I would help poor people ငါသာဆရာဝန်တယောက်ဖြစ်မယ်ဆိုရင်ဆင်းရဲတဲ့သူတွေကိုကူညီမိမှာပါ I would buy a car if I had enough money ငါမှသာလုံလောက်တဲ့ပတ်စံငွေကြေးရှိရင်ကားဝယ်မိမှာ if I were a rich I would travel around the world ငါသာလူချမ်းသာတယောက်ဖြစ်ရင်ကမ္ဘာအနှံ့ခရီးသွားဖြစ်မှာ imaginary ဆိုတာစိတ်ကူးထဲမှာဖြစ်နေတဲ့အတွေးလေးတွေကိုဖော်ပြတာမျိုးသုံးဆွဲတာဖြစ်ပါတယ်နော်အဲ့ငါးခုမြောက်သုံးဆွဲပုံကတော့ past habit အတိတ်ကာလမှာလုပ်လေ့လုပ်ထားရှိတဲ့အကျင့်တွေကိုဖော်ပြပါတယ်ဒါကကျတော့ will ရဲ့ verb 2အနေနဲ့သုံးဆွဲတဲ့ would ကိုသုံးဆွဲရတာဖြစ်ပါတယ် when I was a child I would play football every day ကလေးဘဝတုန်းကကျွန်တော်ကနေတိုင်းဘောလုံးကန်ခဲ့တယ် my mother would read stories to me အဲ့တော့အမေကကျမကိုပုံမြင်တွေကိုဖတ်ပြခဲ့တယ် he would visit his grandparents every weekend သူကအပတ်တိုင်းသူ့ရဲ့ဖိုးဖွားတွေရှိကိုသွားလည်လေးရှိခဲ့တယ်နောက်ဆုံးတစ်ခုနံပါတ်6ကတော့ future in the past အဲ့တော့အတိတ်ကာလထဲမှာအခြေအနေတစ်ခုကိုပြန်ပြောတဲ့အခါမှာအတိတ်ကာလမှာရှိတဲ့မျှော်လင့်ချက်ကလေးတွေကိုပြန်ပြောင်းပြောဆိုတဲ့အနေအထားမှာသုံးဆွဲတာဖြစ်ပါတယ် he said he would call me သူငါ့ကိုဖုန်းခေါ်မယ်လို့တော့ပြောခဲ့တယ် I knew he would come သူလာမယ်လို့တော့ငါသိခဲ့တယ် they promised they would help us သူတို့ကငါတို့ကိုကူညီမယ်လို့တော့ကတိပေးခဲ့တာပဲဒီလောက်ဆိုရင်တော့ would ရဲ့သုံးဆွဲပုံကိုနားနဲ့သဘောပေါက်လောက်ပြီလို့မျှော်နေပါတယ်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင် bye bye